Space Mission တစ်ခုကနေစူပါစွာအားတွေရရှိလာခဲ့တဲ့လူလေးယောက်1960ပြည့်နှစ်မှာလူသားတွေရဲ့အနာဂတ်ကိုပြောင်းလဲပေးနိုင်မယ့်အဖွဲ့တစ်ဖွဲ့ပေါ်ပေါက်ခဲ့ပါတယ်။အဲ့ဒီအဖွဲ့ကတော့အာကာသယာဉ်မှူးလေးယောက်နဲ့ဖွဲ့စည်းထားတဲ့ Fantastic Four ဆိုတဲ့အဖွဲ့လေးပဲဖြစ်ပါတယ်။စကြဝဠာတွေကိုအန်ဒီရရှိတဲ့သုတေသနခီးစဉ်တစ်ခုစတင်ခြေတက်ခဲ့ကြတဲ့ Fantastic Four အဖွဲ့ဝင် Rick Richards, Sue Storm, Johnny Storm နဲ့ Ben Grimm တို့ဟာဆိုရင်တော့သူတို့ရဲ့ဘဝတစ်ခုလုံးပြောင်းလဲသွားမယ့်အဖြစ်အပျက်ကြီးတွေကိုကြုံတွေ့ခဲ့ရတာပါ။အဲ့ဒီခီးစဉ်ကတော့လူသားတွေအနာဂတ်အတွက်သိပ္ပံနဲ့နည်းပညာဆိုင်ရာတိုးတက်မှုကြီးတစ်ခုဖြစ်စေမယ့်စမ်းသပ်မှုတစ်ခုပါပဲ။ ရီဒါသူရဲ့ဉာဏ်နဲ့အတွေးခေါ်တွေကြောင့်အာကာသတွေက cosmic ray တွေကိုစူးစမ်းခြင်းခဲ့တာပါ။သူနဲ့ဒုတငယ်ချင်းတွေဖြစ်တဲ့စူးဂျွန်နီနဲ့ဘန်တို့လည်းပါဝင်ခဲ့ကြတာပေါ့လေ။ဒါပေမဲ့မျောလင့်ထားတဲ့အတိုင်းမဖြစ်ဘဲတာဝန်ထမ်းဆောင်နေစဉ်အတွင်းမှာသူတို့ရဲ့ယင်ကမထင်မှတ်တဲ့ cosmic ray ရဲ့ပြင်းထန်စွာတိုက်ခိုက်မှုကိုခံလိုက်ရတဲ့အတွက်တဦးချင်းစီဟာထိုးကြတဲ့စွမ်းအားတွေကိုပိုင်ဆိုင်လာခဲ့ကြပါတော့တယ်။ရီဒါသူရဲ့ခန္ဓာကိုယ်ကိုလိုသလိုပုံသွင်းလို့ရနိုင်တဲ့အစွမ်းကိုရရှိလာခဲ့ပြီး Sue Storm ကတော့ကိုပြောင်စွမ်းအားကိုရရှိလာခဲ့ပါတယ်။ Johnny Storm ဟာဆိုရင်တော့မီးတွေနဲ့ပတ်သက်တဲ့စွမ်းအားကိုရရှိလာပြီး Ben Grimm ကတော့ကြီးမားပြီးတော့အမာကျောတဲ့ကြောက်တုံးခန္ဓာကိုယ်ကိုရရှိသွားခဲ့တာပါ။ဒီဖြစ်ပျက်တွေကြောင့်သူတို့ဟာတာမန်လူတွေမဟုတ်တော့ဘဲနဲ့ Fantastic Four ဆိုတဲ့အထူးစွမ်းအားရှိတဲ့စူပါအဖွဲ့တစ်ဖွဲ့ဖြစ်လာခဲ့တော့တာပေါ့လေ။သူတို့ရဲ့ဖွဲ့ကကမ္ဘာမြေကြီးကိုကာကွယ်ဖို့အတွက်သိပ္ပံရဲ့အန္တရာယ်တွေကိုထိန်းချုပ်ဖို့နဲ့လူသားဖွဲ့စည်းတွေကိုကယ်တင်မှုအတွက်သူတို့ရဲ့ရရှိလာခဲ့တဲ့စွမ်းအားတွေကိုအသုံးပြုပြီးတာဝန်တွေကိုထမ်းဆောင်မှုဆုံးဖြတ်လိုက်ကြပါတယ်။ဒီလိုနဲ့ဒီနေ့မှာတော့ကောင်းကင်နေရနေအရန်ကိုလင်းထိန်နေတဲ့အလင်းတန်းတစ်ခုထွက်ပေါ်လာခဲ့တာပါ။အဲ့ဒီအလင်းတန်းကတော့ Silver Surfer ပဲဖြစ်ပါတယ်။ဒီလိုအလင်းတန်းကြီးထွက်ပေါ်လာတဲ့အကြောင်းကတော့သူ့ရဲ့ခန္ဓာကိုယ်ကအလင်းရောင်တွေနဲ့ပြည့်နှက်နေတာကြောင့်ပဲဖြစ်ပါတယ်။သူထွက်ပေါ်လာတဲ့အချိန်မှာဘယ်သူမှသူဘာကြောင့်ဘလို့ရလာတယ်လဲဆိုတာသူကဘာလဲဆိုတာဘယ်သူမှမသိကြသလို Fantastic Four ဖွဲ့ဝင်တွေလည်းတရားမှမသိကြပါဘူးလေ။တကယ်တော့သူဟာတစ်ကမ္ဘာလုံးကိုအန်ဒီရဖြစ်စေတဲ့မျိုးဆက်ကြီးGalactus ရဲ့တန်တမန်ဖြစ်ကလူတွေနေထိုင်နေတဲ့ကမ္ဘာကြီးကိုမကြခင်မှာ Galactus ကဖျက်ဆီးတော့မှဖြစ်ကြောင်းကိုပြောပြခဲ့တာပါ။ Galactus ဆိုတာတွေကိုရိုးရိုးရှင်းရှင်းနဲ့ပုံဖော်ပြောပြရမယ်ဆိုရင်တော့စားစရာမရှိလို့ဂျိုတွေကိုပတ်စားနေတဲ့အကောင်ကြီးပဲဖြစ်ပါတယ်။ Silver Surfer ရဲ့တာဝန်ကတော့အဲ့ဒီကောင်ကြီးစားမဲ့ဂျိုတွေကိုသွားပြီးတော့အသိပေးရတာဖြစ်ပါတယ်။ဒါပေမဲ့သူကကမ္ဘာမြေကိုရောက်လာတဲ့အချိန်မှာတော့လူသားတွေရဲ့စိတ်ခံစားမှုဆက်ဆံရေးတွေပေါ်မှာသဘောပေါက်လာခဲ့တာပါ။အထူးသဖြင့် Sue Richards နဲ့တွေ့ပြီးတဲ့နောက်ပိုင်းမှာတော့သူ့ရဲ့စိတ်ထဲမှာကမ္ဘာမြေကြီးကိုကယ်တင်ခြင်းနဲ့စိတ်တွေပေါ်ထွက်လာခဲ့တာပါ။ Silver Surfer က Galactus ရဲ့အမိန့်တာဝန်တွေကိုအလေးထားတဲ့သူတယောက်ဖြစ်ပေမဲ့လေလူသားတွေရဲ့အသက်ကိုတပြေးပြေးနားလေတာကြောင့်ပြောင်းလဲလာခဲ့ပါတော့တယ်။ Rick Richards က Silver Surfer နဲ့စွမ်းအားတွေလေ့လာပြီးတော့သူ့ရဲ့ပုံပြောင်းကိုပြန်ပေးလိုက်ပါတယ်။အဲ့ဒါက Silver Surfer ရဲ့အစစ်မှန်စွမ်းအားတွေကိုပြန်ပေးလိုက်တယ်လို့ပါပဲ။အဲ့ဒီအချိန်မှာပဲ Galactus ကကမ္ဘာကိုဖျက်ဆီးဖို့ရောက်ခဲ့တာပါ။ Silver Surfer ဟာသူ့ရဲ့ပုံပြားနဲ့စွမ်းအားတွေကိုပြင်ရတဲ့အခါမှာတော့ Galactus ကိုတိုက်ခိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲ့ဒီတိုက်ပွဲကြီးထဲမှာ Silver Surfer ကသူ့ရဲ့ဘဝကိုဆုံးလုပ်ခဲ့သလို Fantastic Four အဖွဲ့ရဲ့ပူးပေါင်းတိုက်ခိုက်မှုတွေကြောင့်ကမ္ဘာကိုကယ်တင်နိုင်ခဲ့ပါတယ်။ Galactus ဟာဆိုရင်လည်းလူသားတွေရဲ့ဆုံးလုံးမှုနဲ့အတူအနစ်နာခံမှုတွေကိုလည်းမြင်တွေ့နေကြရတာကြောင့်ကမ္ဘာကြီးကနေပြန်ထွက်သွားခဲ့ပါတော့တယ်။ဒါလိုနဲ့ Fantastic Four ဟာလေသူတို့ရဲ့စွမ်းအားတွေကိုအသုံးပြုပြီးကမ္ဘာကြီးအန်ဒီရဲ့ကြောက်ရောက်တဲ့အချိန်တိုင်းကယ်တင်မှုအတွက်ဆုံးဖြတ်ခဲ့တာပါ။တကယ်တော့ဒီဇက်ကားဟာလူသားတွေရဲ့စိတ်သက်ခံစားချက်တွေနဲ့ကိုယ့်ရဲ့ရွေးချယ်မှုတစ်ခုကတစ်ကမ္ဘာလုံးကိုကယ်တင်နိုင်တဲ့ဆိုတဲ့အချက်ကိုပြသသွားခဲ့တဲ့ဇက်ကားလေးပဲဖြစ်ပါတယ်။နောက်တစ်ခါတည်းရဲ့ movie recap မှာဆိုရင်တော့အခုထပ်ပို့ပြီးစိတ်ဝင်စားဖို့ကောင်းတဲ့ movie recap တွေနဲ့ပြန်လာခဲ့ပါအောင်မေ။အမြဲတမ်းချစ်ခင်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ်။ဆက်လက်ချစ်ခင်အားပေးကြပါအောင်လို့ပြောကြတဲ့နှုတ်ဆက်ပေးရစီ။ Like and share subscribe ခါလာလေးနှိပ်ပြီးတော့အားပေးသွားကြပါအောင်ရှင်။